Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာ sharing လုပ်ပြသွားမယ် tutorial လေးကတော့ paper banning transition effect လေးပဲဖြစ်ပါတယ်အဲ့တော့ဒီ effect ကိုကျွန်တော်ကဒီ vision conference မှာတော့ကလည်းကျွန်တော်ကိုယ်တိုင် video ရိုက်ကူးပြီးတော့ကျွန်တော်ကိုယ်တိုင်သုံးခဲ့တဲ့ effect လေးဖြစ်ပြီးတော့တကယ်ပဲကြည့်လို့ရမ်းလှတဲ့ transition တစ်မျိုးဖြစ်ပါတယ်เนาะအဲ့တော့ဒီလိုမျိုးလှပတဲ့ transition လေးကိုဘယ်လိုမျိုးလုပ်လဲဆိုတာကျွန်တော်တစ်ချက်လောက်သွားကြည့်လိုက်အောင်เนาะပထမဆုံးကျွန်တော်တို့ဒီtransition လုပ်မဲ့ video file နှစ်ခုပေါ့နော်ကျွန်တော်ထည့်ထားမယ်ပေါ့နော်ကျွန်တော်ဒါတော့ transition နှစ်ခုလုပ်မဲ့ video နှစ်ခုဖြစ်ပါတယ်ပြီးပြီဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ video file တွေကိုလည်းဒီထဲမှာထည့်ထားမယ်ပေါ့နော်ဒီ file ဆိုတဲ့ထဲမှာဒီ file 3 file လုံးမှာဖြစ်ပါတယ်နော်အဲ့တော့ဒီ file တွေကိုကျွန်တော်က description ထဲမှာ link နေနဲ့ပေးထားပါတယ်နော်ဒါကတော့ paper banning effect ဒီအတန် file ရယ် map file ရယ်ဒီ video file ဖြစ်ပါတယ်နော်ဒီ3 file ကို description ထဲမှာ link ပေးထားပါတယ်Okay ကျွန်တော်ဒီတီးရပြီဆိုရင်เนาะပထမဆုံးကျွန်တော်ဘာလုပ်မလဲဆိုတော့အရင်ဆုံးဒီပထမဗီဒီယိုထဲကိုပေါ့နော်ဒီ paper banning mat ဆိုတဲ့ဟာကိုကျွန်တော်ဆွဲပြီးမှထည့်လိုက်မယ်သူ့အပေါ်မှာတက်တင်လိုက်မယ်ပေါ့နော်တင်ပြီးဆိုရင်ကျွန်တော်နောက်ထပ်တစ်ဆင့်ထပ်ပြီးတော့အပေါ်ထပ်တင်လိုက်မယ်ပြီးရင်ဘာလုပ်မလဲဆိုတော့ဒီအနောက်ကဗီဒီယိုပေါ့နော်ဒီအနောက်ကဗီဒီယို file ကိုမှားပြီးမှဒီ paper mat ဗီဒီယို file လောက်ပေါ့နော်ဒီနားမှာသွားပြီးမှအညီသွားပြီးထားပြလိုက်မယ်အဲ့ဒီခါမှာဒီပုံစံလေးဖြစ်သွားမှာပေါ့နော်ဒီပုံစံလေးဖြစ်သွားမယ်ဒီပုံစံလေးရပြီဆိုရင်ကျွန်တော်တို့ဒီ effect တွေကိုသွားပြီးဒီနားမှာကျွန်တော်တို့ track mark key ပေါ့နော် TICK ဆိုပြီးရိုက်လိုက်ရင် track mark key ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်အဲဒီ track mark key ကိုယူပြီးမှဒီ video file တွေကိုထည့်ရမှာဖြစ်ပါတယ်နော် video file တွေကိုဆွဲပြီးမှထည့်လိုက်မယ်ဆွဲပြီးထည့်လိုက်တာနဲ့ effect ကဘာမှပေါ်မလဲဆိုရင်ကျွန်တော်တို့ effect control ထဲမှာသွားပြီးမှပေါ်နေမှာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် track mark key တွေ့ရပါဘောနော်အဲ့တော့ track mark key ကိုနှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ map ဆိုတဲ့နေရာမှာ video number 3ကိုရွေးလိုက်မယ်နော်ဒီဗီဒီယိုကိုသွားရွေးတာဖြစ်ပါတယ်နော်ဗီဒီယိုနံပါတ်3ကိုရွေးလိုက်မယ်ပြီးရင်ဒီမှာကျတော့ composition using ဆိုတဲ့နေရာမှာ mat luma ဆိုတာကိုရွေးမယ်ပေါ့နော်ပြီးရင်ဒီမှာ reverse ဆိုတဲ့နေရာမှာကျွန်တော်တို့အမှန်ကြီးချစ်ပြလိုက်မယ်နော်အဲ့တော့ဒီရဲ့ file size ကတော့ကျွန်တော်ဒီကိုယ့်ရဲ့ဗီဒီယို file size နဲ့ညီအောင်ပေါ့နော်ပြန်ပြီးတော့ချိန်ပြီးရမှာပေါ့နော်ကဲဒီ CD ရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒါဆိုရင်ဒါ effect transition ပုံစံလေးတော့မြင်နေရပြီပေါ့နော်ဒါပေမဲ့မီးပုံစံမမြင်ရသေးဘူးเนาะအဲ့တော့မီးပုံစံမြင်ချင်တယ်ဆိုရင်ကျွန်တော်တို့ VFX ကိုတွားပြီးမှထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုနပြထားတဲ့ file တွေကဒီ banning paper ဆိုတဲ့ video file လေးကိုယူမှပုံစံမှာတင်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ဒီ video file ကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်ကျွန်တော်တို့ effect control တွေကိုသွားဒီ video ရဲ့ဒီ opacity မှာ blend mode မှာ normal ပေးထားတဲ့နေရာမှာကျွန်တော်တို့က screen ဆိုတော့ရွေးပေးလိုက်မယ်เนาะအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီအပြောင်းလဲလေးဖြစ်သွားတာမြင်ရမှာဖြစ်ပါတယ်အဲ့တော့ဒီမီးကတိတ်ပြီးတော့ဗောနော်မတောက်ဘူးလို့ထင်နေဆိုရင်ဗောနော်ခါလာတိတ်မမြင်ရဘူးလို့ထင်နေဆိုရင်ဒီ banning ဖြစ်တဲ့ file လေးကိုเนาะနောက်တစ်ခုပြန်ပြီးပွားလိုက်ဗောနော် alternate ပြီးမှ drag ဆွဲလိုက်ရင် copy paste ပုံစံဖြစ်သွားမှာဗောနော်အဲ့ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီလိုပုံစံလေးရတော့မှာဗောနော်ကဲဒါဆိုရင်တော့ရမ်းပဲလွယ်ကူတဲ့ paper banning transition effect လေးရတော့ပါပြီเนาะ Okay ဒီလိုမျိုး transition ကတော့ကျွန်တော် music video တွေမှာလည်းသုံးလို့ရတယ်လို့ပေါ့เนาะတခြားဒီ video တွေမှာလည်းသုံးလို့ရပါတယ်เนาะဟုတ်ကဲ့အခုလိုမျိုးလွယ်ကူရိုးရှင်းတဲ့ tutorial file တွေကိုနေ့စဉ်တင်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ Daybreak Studio Facebook page YouTube နဲ့ TikTok တွေမှာလာရောက်ကြည့်ရှုဖို့လို့ရပြီဆိုတဲ့အကြောင်းကိုသတင်းကောင်းပါလို့ပါတယ်เนาะဟုတ်ကဲ့ကျွန်တော်နောက်ထပ် tutorial မှာပြန်ပြီးတွေ့ကြမယ်เนาะ